လာပါဘုရားသခင်ကိုချစ်ခြင်းအကြောင်းနဲ့ပတ်သက်ပြီးတော့ဘုရားသခင်ကပြည့်ညတ်တော်10ပါးထဲမှာတစ်ကနေ4ခုထိကိုပေးထားတော့ကျွန်တော်တွေ့ရှိရတယ်။ထွမြောက်ရကျမ်းအခန်း20ပိုက်တစ်ကနေ17မှာအဲ့ဒီအကြောင်းကိုကျွန်တော်တွေ့ရှိရမှာဖြစ်ပါတယ်။တပည့်အနေဘုရားသခင်ပြည့်ညတ်တော်10ပါးဆိုတဲ့အခါမှာဘုရားသခင်ရဲ့စရိတကိုပေါ်ပြတဲ့လည်းပဲဖြစ်ပါတယ်။ဘယ်လောက်ရေးကြီးလဲဆိုတော့သူကိုယ်တိုင်သူ့လက်နဲ့ရေးထားတဲ့ကြောက်ပြားပေါ်မှာသူ့လက်နဲ့ရေးထားတဲ့ပြည့်ညတ်တော်ဖြစ်ပါတယ်။ဒါကြောင့်ဒီအရာကိုကျွန်တော်တို့သခင်ယေရှုခရစ်တော်ကဘယ်လိုမျိုးဖော်ပြထားလဲဆိုတော့ရှင်မာသက်အခန်း20ပိုက်30ခွန်အားနေ39ကျွန်တော်ကြည့်တဲ့အခါမှာစိတ်နှလုံးအကျွမ်းမဲ့ဉာဏ်ရှိသမျှနဲ့ဘုရားသခင်ကိုချစ်ရမယ်။ဒါဆိုရင်ပရမနဲ့အကြီးမြတ်ဆုံးသောပြည့်ညတ်တော်ဖြစ်ပါတယ်ဆိုပြီးတော့သခင်ယေရှုခရစ်တော်ကပြောထားတာကျွန်တော်တွေ့ရှိရတယ်။ဒါကြောင့်ဘုရားသခင်အနေနဲ့အကြီးမားဆုံးနဲ့ပရမဆုံးလုပ်ရမယ့်အရာဘာကိုပြောလဲကျွန်တော်ဘုရားကိုချစ်ရမယ်။ဘုရားကိုချစ်တယ်ဆိုရင်ဘယ်လိုမျိုးချစ်ရမလဲဆိုတဲ့အရာကိုနိပိငတ်တော်7ပါးတစ်ကနေ4ခုမှာကျွန်တော်တွေ့ရှိရမှာဖြစ်ပါတယ်။ဒီအတွက်ကြောင့်အဲ့ဒီတစ်ကနေ4ခုကိုခြုံပြီးတော့ကျွန်တော်ပြန်ကြည့်ကြပါစို့။ထွမြောက်ရအခန်း20အပိုက်3မှာကျွန်တော်ကြည့်တဲ့အခါမှာငါမှတပါအခြားသောဘုရားကိုမကိုးကွယ်နဲ့အသက်ရှင်တဲ့ဘုရားသခင်ကိုကျွန်တော်ချစ်တယ်ဆိုရင်သူ့ကိုပဲကိုးကွယ်ရမှာဖြစ်ပါတယ်တခြားဘုရားမကိုးကွယ်ရဘူးဆိုပြီးတော့အတိတ်ပဲရောက်ပါတယ်ကျွန်တော်ရုပ်တုကိုရှောင်ဖို့တည်တံ့ပဲမကဘဲနဲ့တခြားအရာထက်ဘုရားကိုဦးစားပေးဖို့လည်းပဲကျွန်တော်ရဲ့အသက်တာမှာဘုရားသခင်အတရားအရာကိုတောင်းဆိုတာဖြစ်ပါတယ်ဘာကြောင့်လဲကပောက်ကျန်ခန်းတဲ့အပိုက်တစ်ကျွန်တော်ကြည့်တဲ့အခါမှာဘုရားသခင်ဆိုရင်ကျွန်တော်ရဲ့ကိုးကွယ်တဲ့ဘုရားဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်တမန်တော်7ခွန်အပိုက်28မှာကျွန်တော်ကြည့်တဲ့အခါမှာဘုရားသခင်ဟာဆိုရင်ကျွန်တော်အတွက်အကျိုးကောင်းများကိုလှုပ်ဆောင်ပေးသူဖြစ်ပါတယ်နောက်ဟေရှယအခန်း53အပိုက်7မှာဆိုရင်ဘုရားသခင်ဟာဆိုရင်ကျွန်တော်အတွက်ရွေးနှုတ်ရှင်ဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ငွေစီစဉ်ရနာတခြားအရာတွေအားလုံးရဲ့အထက်မှာဘုရားကိုအရင်အဆုံးထားဖို့ဖြစ်ပါတယ်ကျွန်တော်ရဲ့ညီကိုမောင်နှမကျွန်တော်ရဲ့မိဘဇနီးမျိုးသားယောက်ျားအရာအားလုံးရဲ့အထက်မှာကျွန်တော်ဘယ်သူထားရမလဲဆိုတော့ဘုရားသခင်ကိုသာကျွန်တော်ထားရမှာဖြစ်ပါတယ်ဒါဆိုရင်ရှင်မာသဲ6အပိုက်33မှာဘယ်လိုဖော်ပြထားလဲဆိုတော့ဘုရားသခင်ရဲ့နိုင်ငံတော်ကိုအရင်အဆုံးရှာပါတဲ့ဖြောင့်မတ်ခြင်းနဲ့သူ့ရဲ့နိုင်ငံတော်ကိုကျွန်တော်အရင်အဆုံးရှာရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တခြားလိုအပ်တဲ့အရာကိုဘုရားသခင်ဖြည့်ဆည်းပေးမှာဖြစ်ပါတယ်ဆိုတော့ပေါ်ပြထားကြောင်းသိရှိရတယ်ထွမြောက်ရကျမ်းအခန်း20ပိုက်လေးနဲ့ကျွန်တော်ကြည့်တဲ့အခါမှာဘုရားသခင်ပြည့်ညတ်တော်10ပါးထဲမှာဒုတိယမြောက်ဖြစ်တဲ့ဘုရားဗာလဲဆိုတော့ရုပ်တုစင်တုမလုံနဲ့ကိုယ့်ဖို့မလုံနဲ့သူမြတ်တယ်လည်းမလုံနဲ့ရုပ်တုစင်တုဟိုတမျှမလုံနဲ့ဆိုပြီးတော့တားထားတဲ့အရာပဲဖြစ်ပါတယ်ဒီနေရာမှာရုပ်တုစင်တုလောက်တာနဲ့ပဲမကပဲနဲ့ရုပ်တုစင်တုလောက်ပြီးတော့အဲ့ဒီအရာကိုကူးကွယ်တဲ့အခါမှာဘုရားသခင်ကအဲ့ဒါကိုတတိပေးတဲ့အရာဖြစ်ပါတယ်အဲ့လိုမျိုးပြောတဲ့အခါမှာကျွန်တော်မြင်နိုင်တဲ့ရုပ်တုကိုပဲကျွန်တော်ပြောချင်တာမဟုတ်ပဲနဲ့ကျွန်တော်ဘုရားအစားရုပ်တုတစ်ခုကဲ့သို့ကျွန်တော်ချမ်းသာမှုများလားကျွန်တော်သုံးနေတဲ့လက်စစ်ပစ္စည်းသုံးတဲ့ဖုန်းတွေများလားသုံးတော့ကျွန်တော်ရဲ့ယူရဒလီတွေလားဒီအရာတွေကိုဘုရားအစားကျွန်တော်အရေးကြီးထားရဆိုရင်ဘုရားသခင်ကရုပ်တုစင်တုကိုဖို့လို့မြင်မှာဖြစ်ပါတယ်ဒီတို့ကြောင့်ကျွန်တော်ရုပ်တုစင်တုကိုဖို့မလုပ်ဘူးရန်တဲ့တားတဲ့အခါမှာစစ်မှန်တဲ့ဝတ်ပြုတ်ကိုယ်ွယ်ခြင်းရရှိနိုင်ဖို့အတွက်ကျွန်တော်ကိုဘုရားသခင်ကအကြံပေးထားတာဖြစ်ပါတယ်ဆော်ထားတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ဘုရားရဲ့နေရာမှာတခြားအရာကိုထားရဆိုရင်ကျွန်တော်ရုပ်တုကိုထားလို့ဖြစ်မှာဖြစ်ပါတယ်ဒီအတွက်ကြောင့်တခြားနေရာမှာဘုရားသခင်ကိုအစားထိုးတဲ့အရာတွေဟိုတမျှကိုကျွန်တော်ဖယ်ရှားပြဖို့ရန်အတွက်ဘုရားသခင်ကကျွန်တော်ကိုအားပေးခြင်းတာဖြစ်ပါတယ်ထွမြောက်ရကျမ်းခန်း20အပိုက်9မှာဆက်ပြီးတော့ကြည့်မယ်ဆိုရင်ဘုရားရဲ့နာမကိုယူတည်ဖို့အလွယ်သုံးစားမလုပ်ဘူးဘုရားသခင်ကကျွန်တော်ကိုတတိပေးထားတာကျွန်တော်သိရှိရတယ်အချို့လူတွေကဘုရားရဲ့နာမကိုခဏခဏခေါ်တယ်တ
ချို့လူတွေကဖခင်ရဲ့နာမကိုချိန်ဆတဲ့အနေနဲ့သုံးတယ်တချို့လူတွေအနေနဲ့ဖခင်ရဲ့နာမအဖြစ်မလုပ်တဲ့အရာတွေလည်းပဲလှုပ်ဆောင်တယ်ဒါတွေကိုမဖြစ်ဖို့ရန်အတွက်ဖခင်ရဲ့နာမကိုဂုဏ်ပြုဖို့ယုံကြည်ဖို့ရန်အတွက်ဘုရားသခင်ကကျွန်တော်ကိုတတိပေးထားတာဖြစ်ပါတယ်ဒါတွေအားလုံးအားဆိုရင်ကျွန်တော်ဘုရားကိုချစ်တယ်ဆိုရင်လိုက်နာပေးရမယ်အရာပဲဖြစ်ပါတယ်ကျွန်တော်ဘယ်လိုမျိုးအဖြစ်ဘုရားရဲ့နာမကိုအလွယ်သုံးစားလုပ်တတ်လဲကျွန်တော်ကြည့်မယ်ဆိုရင်ဒီလိုမဆိုင်ဘဲနဲ့တတိမထားမိဘဲနဲ့ပါဇတ်ထဲကနေပြီးတော့ဘုရားရဲ့နာမကိုခဏခဏခေါ်ချင်အဖြစ်လည်းပဲကျွန်တော်ဘုရားရဲ့နာမကိုအလွယ်သုံးစားကျွန်တော်သုံးတတ်ပါတယ်နောက်ကျွန်တော်ရဲ့အသက်တာမှာဖခင်ရဲ့လူကဲ့သို့ကျွန်တော်အနေနဲ့ပြောနေပြီမဲ့ဖခင်ရဲ့လူကဲ့သို့ကျွန်တော်အကျဉ်းစရိတ်မရှိတဲ့အခါမှာလည်းပဲဖခင်ရဲ့နာမကိုအလွယ်သုံးစားသုံးနေတယ်လို့ဖြစ်ပါတယ်ဖခင်ရဲ့နာမအဖြစ်ကျိန်ဆိုတယ်ဒါပေမဲ့မှားတဲ့အရာပေါ်မှာသူများမှန်ပါစေဆိုတော့ထင်အောင်အမှားတည့်ရတဲ့နဲ့ကျိန်ဆိုတဲ့အရာတွေလည်းပဲဖခင်ရဲ့နာမကိုအလွယ်သုံးစားသုံးနေတယ်လို့ပဲဖြစ်ပါတယ်ဒါကြောင့်ဒီအရာတွေမဖြစ်ဘူးရန်တဲ့တန်ရှင်းတဲ့အကျင့်တန်ရှင်းတဲ့အသက်တာရှိနိုင်ဖို့ရန်တဲ့ကျွန်တော်ဟာဆိုရင်လောကရဲ့အလင်းဆောင်မဲ့ပုံကိုယ်ဖြစ်ပါရှင်မတဲ့ငါပိုက်ချောင်းမှာလို့ပေါ်ပြလာတယ်တင်တို့ရဲ့အလင်းကိုလူများရှိမှလင်းစေပါတင်တို့ရဲ့ကောင်းတဲ့အလုပ်ကိုသူများမြင်တဲ့အခါမှာဖခင်ရဲ့နာမတော်ဖခင်ရဲ့ဘုန်းတော်ကိုချင်းစားစေဖို့ရန်ဖြစ်ပါစေပါဆိုပြီးတော့ပေါ်ပြထားပါတယ်ဒါကြောင့်ကျွန်တော်နောက်အဖြစ်တော့ကောင်းကျွန်တော်အလုပ်အဖြစ်တော့ကောင်းအတော်လာနေတဲ့တိုင်းပြောဆိုအရာအလုံးမှာကျွန်တော်ဘုရားရဲ့နာမကိုယုံကြည်အောင်အဲ့လိုမျိုးကိုယ်တိုင်ယုံကြည်တဲ့အခါမှာသူများလည်းပဲကျွန်တော်ရဲ့ဘုရားသခင်ကိုယုံကြည်ပြီးမှဖြစ်ပါတယ်။နောက်ဆုံးထွေးမြောက်ရ20အပိုင်းရှိကနေစတဲ့ကျွန်တော်ကြည့်တဲ့အခါမှာသခင်ရဲ့ဥပုပ်နေကိုတတိပြုတ်ဖို့ရတဲ့ဘုရားသခင်ကျွန်တော်ကိုစောထားသူရှိရတယ်။အဲ့ဒီနေရာဆိုရင်တန်ရှင်းစွာဆောင်နိုင်ရမယ်ဆိုပြီးတော့လည်းပဲပေါ်ပြထားပါတယ်။ဒါကြောင့်ဘုရားသခင်ရဲ့လူဟူသမျှအဲ့ဒီဘုရားသခင်ရဲ့ဥပုပ်နေကိုလုံးဝလည်းလူမရှိရဘူး။ဘာကြောင့်လဲဆိုတော့ကပောက်ကြံခံတဲ့အပိုင်နဲ့အနေသုံးမှာကျွန်တော်ကြည့်တဲ့အခါမှာဖန်ဆင်းခြင်းရဲ့အထိမ်းအမှတ်ဖြစ်ပါတယ်။ဘုရားသခင်ကိုချစ်တဲ့ဆိုရင်သူ့ရဲ့ဖန်ဆင်းခြင်းအထိမ်းအမှတ်ကိုလည်းပဲကျွန်တော်သိမှတ်ပြရမှာဖြစ်ပါတယ်။ရေချီလာခန်း30အပိုက်စနစ်မှာဘယ်လိုဖော်ပြထားလို့ဆိုတော့ဘုရားသခင်ရဲ့ဥပုပ်တော်နေဟာဆိုရင်သူဟာတာလင်အာနာရှိကြောင်းပြတဲ့လက္ခဏာဖြစ်တယ်ဆိုပြီးတော့ဖော်ပြထားပါတယ်။ဒါကြောင့်ကျွန်တော်ကိုယ်ွယ်တဲ့ဘုရားသခင်ဟာဆိုရင်ကျွန်တော်အပေါ်မှာအာနာရှိဆုံးအနေနဲ့သူ့ကိုထားခြင်းနဲ့ဆိုရင်သူ့ရဲ့ဥပုပ်တော်နေကိုစောင့်ရှောက်ရမှာဖြစ်ပါတယ်။ကျွန်တော်ရ31အပိုက်16အနေစကွန်ကြောင့်ကြည့်တဲ့အခါမှာအဲ့ဒီနေဟာဆိုရင်နားရဲ့ရက်ဖြစ်ပါတယ်ဝတ်ပြုတ်ကိုရရက်ပဲလည်းဖြစ်ပါတယ်ဒါကြောင့်တသမနေ့ရက်စနေနေ့ဒီလောကကလင်ဒါမှာကျွန်တော်ကြည့်တဲ့အခါမှာစနေနေ့နဲ့တိုင်းနေပါတယ်ဒီစနေနေ့ဘုံနာခြင်းဟာဆိုရင်ဘုရားခင်ရဲ့နားတဲ့နေ့ဖြစ်တယ်လို့ဘုရားခင်ကိုဝတ်ပြုတ်ကိုရမယ်အဲ့ဒီနေ့စောင့်နိုင်တဲ့လူအနေနဲ့ဘုရားခင်ကိုတားလျင်ဖန်ဆင်းရှင်ဖြစ်တယ်ဘုရားခင်ကိုတားလျင်အာနာရှင်ဖြစ်တယ်အာနာရှိဆုံးဘောနော်အာနာရှင်ဖြစ်တဲ့ဆိုတဲ့အခါမှာသူ့ထက်တကူကြည့်တော့သူမရှိတော့ဘူးဆိုတဲ့အရာကိုပြောချင်တာဖြစ်ပါတယ်အဲ့ဒီစပတ်ဥပုံနေဟာဆိုရင်ဂျိုးစ်လိုမျိုးရဲ့အတွက်ပဲမဟုတ်ပါဘူးသာဝရပရိညာပြထားတဲ့အရာဖြစ်ပါတယ်ဘုရားသခင်ရဲ့လူနဲ့ဘုရားကြားမှာသာဝရမပျက်စီးတဲ့ချုပ်ထားတဲ့လက္ခဏာဖြစ်ပါတယ်ဒါကြောင့်သခင်ယေရှုခရစ်တော်ကိုယ်တိုင်နဲ့သူ့ရဲ့တပည့်တော်တွေကလည်းပဲဆောင်းနိုင်ခဲ့တယ်လို့ကျွန်တော်လည်းပဲအဲ့ဒီဥပုံတွေကိုကျွန်တော်ဆောင်းနေရမှာဖြစ်ပါတယ်ဒါဆိုရင်စပတ်နေဥပုံနေကိုဆောင်းနိုင်မယ်ဆိုတဲ့အခါမှာဘယ်လိုမျိုးဆောင်းနိုင်ရမလဲထွေးမြောက်ရ20အပိုက်30မှာကောင်းအောင်လေးပေါ်ပြထားပါတယ်အလောအားနေနားရမှာဖြစ်ပါတယ်လောကအလောဟိုတများနေနားရမှာဖြစ်ပါတယ်ဝတ်ပြုရတဲ့အခါ23အပိုက်3မှာအဲ့ဒီနေရာဆိုရင်ဝတ်ပြုကိုဝိုင်းတဲ့နေ့အတူများနဲ့မိသားစုဖွဲ့တဲ့နေ့အနေနဲ့အသုံးပြုရမှာဖြစ်ပါတယ်ရှင်မကိုအခန်း3အပိုက်4မှာအဲ့ဒီနေ့မှာဆိုရင်ကောင်းတဲ့အကျိုးပေးတဲ့အရာတွေကိုချစ်ချင်းမေတ္တာကိုသူများကိုပြမယ်အနေနဲ့အသုံးပြုရမှာဖြစ်ပါတယ်ဆိုပြီးတော့ပေါ်ပြထားပါတယ်ဒါကြောင့်
sabat ဥပုံနေဟာဆိုရင်လိုမျိုးအသုံးပြုရဲဆိုရင်အဲဒီ sabat နေဟာဆိုရင်ကိုယ်တော့ဝင်လေးစမဟုတ်တော့ဘူးကိုယ်တော့ပေါ်ပါပျော်ရွှင်တဲ့နေ့အနေနဲ့ကျွန်တော်အသုံးပြုနိုင်မှာဖြစ်ပါတယ်ရရှိရခံ58ပိုက်73အနေ14မှာဘုရားသခင်ကဘယ်လိုမျိုးပေါ်ပြထားလဲဆိုတော့ကျွန်တော်ရဲ့ဥပရောနေ့ကိုမဆောင်နိုင်ဘူးဆိုရင်တင်းတို့ရဲ့အလုပ်ကိုသာလုပ်ပြီးတော့ငါရဲ့တန်ရှင်တဲ့နေ့မှာမနာဘူးဆိုရင်ကျွန်တော်ကိုကောင်းချီးပေးမှာမဟုတ်ဘူးဒါကြောင့်သူ့ရဲ့ဥပရောနေ့သူနားတဲ့နေ့သူကောင်းချီးပေးတဲ့နေ့မှာကျွန်တော်လည်းကောင်းချီးရခြင်းနဲ့ဆိုရင်သူစနေလာတဲ့ကောင်းချီးမင်္ဂလာရခြင်းနဲ့ဆိုရင်ကျွန်တော်သူ့ရဲ့ဥပရောနေ့ကိုစောင့်နိုင်ဖို့ဖြစ်ပါတယ်ဘုရားသခင်ကဒီနေ့သူ့ရဲ့ဥပရောနေ့ကိုစောင့်နိုင်ပြီးတော့သူ့ရဲ့ငြိမ်သက်ခြင်းကိုရရှိစီပွင့်တဲ့ကျွန်တော်အရာစီတိုင်းကိုဖိတ်ခေါ်နေပါတယ်တင်သူ့ရဲ့ကောင်းချီးမင်္ဂလာမရချင်းမလားဒီနေ့နေ့စပြီးတော့ဘုရားသခင်ပေးထားတဲ့ပုံนี้ကိုကောင်းစွာဆောင်နိုင်ကြပါစို့သူချစ်တဲ့အကြောင်းကိုလှုပ်ဆောင်ပေးမယ်အရာပြမယ်အရာကိုပေးထားတဲ့ဘုရားသခင်ပေးခဲ့တော့ဆယ်ပါဖြစ်တဲ့တိက္ကနီလေးခရစ်တော်လည်းပဲအကြီးမားဆုံးတင်ခဲ့တော့ဆိုပြီးတော့ဖော်ပြထားတဲ့အရာဖြစ်တယ်လို့တရားကိုကျွန်တော်လှုပ်ဆောင်ကြဖို့ရန်အတွက်ဖိတ်ခေါ်ခြင်းပါတယ်ဘုရားပေါ်မှာသစ္စာရှိတော်သူဖြစ်ဖို့ရန်အတွက်တခြားဘုရားမကိုးကွယ်ရဘူးဘုရားပေါ်မှာသစ္စာရှိတော်သူဖြစ်ဖို့ရန်အတွက်တခြားယုတ်သူလည်းပဲမလုပ်ရဘူးတခြားဘုရားပေါ်မှာသစ္စာရှိတဲ့သူဖြစ်ဖို့ရန်အတွက်သူ့အသက်ရှင်ရမှာဖြစ်ပါတယ်သူ့အသက်ရှင်ပြီးတဲ့အခါမှာဘုရားရဲ့နာမကိုလည်းပဲယုတ်တည်ပေးတာကြပါတယ်ဒီမြတ်ကဘုရားပေါ်မှာသစ္စာရှိဖို့ရန်အတွက်သူရဲ့စပန်ကြီးကိုလည်းပဲကျွန်တော်စောင့်ထိုင်ပေးရမှာဖြစ်ပါတယ်သူရဲ့စပန်ကြီးကိုစောင့်ထိုင်ပေးခြင်းအပြင်ဘုရားသခင်ကိုယုတ်တည်ရလည်းပဲဖြစ်ပါတယ်ရှင်ယောဟန်14အပိုင်စငါမှာငါကိုချစ်တဲ့ငါပြင်းရတော့ကိုစောင့်ရှောက်ကြလို့ဆိုပြီးတော့ဘုရားသခင်ကကျွန်တော်ကိုခေါ်ထားပါတယ်ဒါကြောင့်သူ့တဲ့သစ္စာရှိတော်သူမဖြစ်ခြင်းမလားဘုရားသခင်ကိုချစ်တဲ့သူတွေအနေနဲ့တိတ်ကနေလေးကိုကောင်းမွန်စွာစောင့်နေကြမှာဖြစ်ပါတယ်တောင်းတဲ့ဥပရောနေ့မမှန်ဘူးဆိုရင်ဒီနေ့ဘုရားရဲ့ဥပရောနေ့စောင့်နိုင်ဖို့အတွက်ဘုရားရှင်ရဲ့အရောက်စေတဲ့ကိုကောင်းချီးမင်္ဂလာချပေးပါစေအာမင်